Hello Terra Universe ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကတော့ video reading လေးမှာ2025တနှစ်လုံးမှာကိုပါရီလုပ်ဖို့အတွက်လိုနေသေးလဲ2025ရဲ့ပေါ့နော် yearly energy ကို check ပြီးတော့2026မှာကောဘာလေးတွေကိုကဆက်ပြီးတော့လုပ်သွားဖို့ရှိလဲပြောမယ်ဆိုရင်တော့မင်းရဲ့တစ်နှစ်စာကိုကြည့်ပေးမယ်ပေါ့နော်ဒီတစ်နှစ်လုံးကပြီးကန်နေပြီးကိုယ့်ရဲ့တစ်နှစ်တာဘာတွေဖြတ်ကျော်ခဲ့လဲဆိုတာကိုသိရဖို့အတွက်ရေနောက်မယ့်တစ်နှစ်တာမှာဘာတွေဆက်လုပ်ရမလဲဆိုတာကို guidance လုပ်မှာကိုပြောပြမှာဖြစ်ပါတယ်ဆက်ဟုတ်ပြီကျွန်မပြောထားတဲ့တစ်နှစ်စာလုံးကနောက်နှစ်တက်ပါ guidance reading ဖြစ်တဲ့အတွက်ကြောင့်မလို့ကြာပါလိမ့်မယ်တခြားလေးပေါ့နော်စိတ်ကိုဖြစ်ဖြစ်ထားပြီးတော့အသက်ဖြစ်ဖြစ်ရှုမယ်ပြီးတဲ့အခါမှာတခြားတဲ့ pie လေးတစ်ခုရေးပါမယ် pie 1 pie 2 pie 3ဖြစ်ပါတယ်ဆိုတော့ဒါ pie 1ပေါ့နော် pie 1လေးတွေအားလုံးမင်္ဂလာပါ pie 1တမားရဲ့ဒီပေါ့နော်2025 energy check ဒါလေးရွေးထားခြင်းဖြစ်ကိုယ့်ရဲ့2025က50အကောင့်ရှိမယ်အဆိုးရှိရလို့ယူဆလို့ရတယ်နှစ်တစ်နှစ်လို့ကျွန်မကတော့ပြောချင်ပါတယ်ဒါကတော့တက်ကက်ပဲရှိသေးရဲ့ပေါ့နော်ပြီးတော့ကျွန်မရဲ့အမြင်အရပြောမယ်ဆိုရင်တော့မင်းရဲ့2025ဒီ90ရာခိုင်နှုန်းprocess တွေတချို့ process တွေကမပြီးမြောက်သေးဘူးပေါ့နော်ဆိုတော့တချို့အရာတွေကိုပြီးမြောက်လုပ်ရမယ့်တာဝန်တွေကြန့်ရှိလိမ့်မယ်လို့ထင်တယ်ဆိုတော့ကဲကျမတို့ကက်လေးတွေကိုတစ်ချက်ချကြည့်လိုက်အောင်အရင်ဆုံးကျမတို့ tarot ကက်လေးနဲ့ပဲသွားကြည့်ကြည့်မယ်နော်မင်းရဲ့2025မှာပြောခဲ့တဲ့အတိုင်းပဲဘာတွေများထပ်သိဖို့လိုသေးလဲပေါ့နော်ပြီးတော့ကိုယ်2025ကိုတစ်ချက်လောက် energy check ကြည့်လိုက်မယ်နော်ခုနတော့အာယုံနဲ့တော့ပြောပြီးပြီဆိုတော့အခုကက်လေးထပ်ချပါမယ် so okay good two of pentaclesဒီကကဒီလိုလေးတွေပေါ့နော်ပြဲနေပြီဆိုတဲ့အခါမှာဒါရတိတ်မသုံးဖြစ်တော့တဲ့ကက်လေးဖြစ်သွားပါပေါ့နော်လက်ဆောင်ရပြီးတော့ကြားထဲမှာတိတ်အရင်လည်းမသုံးလိုက်ရဘူးဒီလိုမျိုးလေးတွေပြဲသွားတယ်မသုံးဖြစ်တော့တာပါ okay Cancer card okay နီးမျိုးစုံနဲ့2025ကတော့ကိုစူးစမ်းခဲ့တဲ့နှစ်လို့ပြောလို့ရရဲပေါ့နော်ဒီမှာ energy အကုန်ပါတယ် so Queens of Cups goodအချိန်တစ်ခုလွဲသွားတယ်ဒီလား2025ကအမှန်တော့9နှစ်ဖြစ်ရမှာ90ရာခိုင်နှုန်းကတော့ solid ဖြစ်နေပြီနောက်ထပ်90ရာခိုင်နှုန်းကိုကစူးစမ်းမှုကိုယ့်ရဲ့ကံတရားကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ supporting ကိုယ့်ရဲ့ skill စသဖြင့်အဘက်ဘက်ကနေ boost လုပ်ဖို့အတွက်ပေါ့နော်လိုအပ်နေတဲ့အခြေအနေမျိုးမှာနည်းနည်းလွဲချော်သွားရရှိရလို့ကျွန်မပြောချင်တယ်စိတ်ပိုင်းဆိုင်ရာလည်းပါလိမ့်မယ်ကိုကလက်လျှော့လိုက်တာမျိုးပေါ့မလုပ်ဖြစ်တော့မရတော့ငါတော့မတော်ဖြစ်တော့နိုင်ငံခြားဆိုလည်းမတော်ဖြစ်တော့စသဖြင့်ပေါ့နော်လက်လျှော့လိုက်တာမျိုးရှိတယ်စိတ်မပူပါနဲ့အခွင့်အလမ်းတွေရလာမယ်လို့ကျွန်မမြင်တယ်ဒါကတော့သင်ခန်းစာပါ2025ဒီမင်းတို့ဒီ private သမားတွေရဲ့သင်ခန်းစာလို့ကျွန်မတွေ့ပါတယ် Ace of Wands မအောင်မြင်လိုက်ရတဲ့အရာတွေ Knight of Cups အခွင့်အရေးတွေကိုလက်လွတ်ရတာမျိုးတွေ Two of Pentacles ငွေကြီးမှလည်းနည်းနည်းလေးကမောက်ကမဖြစ်သွားတာမျိုးတွေကိုကျွန်မတွေ့ရတယ်အဲ့တော့မင်းရဲ့မပြီးပြတ်သေးတဲ့အရာတွေအကုန်လုံးက2026မှာကိုစူးစမ်းဖို့အတွက်အခွင့်အရေးအသစ်တစ်ခုရလာလိမ့်မယ်နော်ပြီးတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းပြန်ပြီးတော့ပြင်ဆင်ဖို့လိုတယ်လူအခုဒီ2025မှာတော်တော်များများ reading လာကြည့်လိုက်မယ်ဆိုရင်အားလုံးကဟိလည်းမလုပ်ကြဘူးပေါ့နော်အရေးကြီးပါတယ်မကြီးမဟုတ်အရေးကြီးတယ်ကိုဘာလို့ခြင်းလဲကိုဘာလို့အပ်လဲဆိုတာမသိပဲねပေါ့နော်လာပြီးတော့မေးပြတဲ့ပုံမှာလဲ energy တွေကအရင်ရှုပ်ထွေးနေတယ်ဒါပေမဲ့ကျွန်မပြောချင်တာဒီ Pi 1တပါးတွေကကိုသိတယ်ကိုသိရဲငါမလုံနိုင်ဆိုတာငါသိရဲငါသိရဲဆိုတဲ့အတိရှိတယ်တေးချရဲပေါ့နော်အဲ့ဒါကြောင့်ပြပြသွားနေပဲတချို့ຢာတွေဆိုလက်လွတ်ခဲ့တာမျိုးတွေပေါ့ဒါကကျွန်မကအခြေရေးအိမ်တော်ကြီးကျမရဲ့လူမှုရေးအကုန်လုံးချုပ်ပြီးပြောတာဖြစ်တယ်နော်ကျွန်တော်တို့ spiritual ပေါ့နော် message လေးကိုအရင်ဆုံးပေးရအောင်ဘာသိဖို့လိုသေးလဲဆိုတဲ့ promote ဆုံးအချက်ပေါ့နော်ကိုဘာသိဖို့လိုအပ်သေးလဲ five one နေဘာသိဖို့လိုအပ်သေးလဲတဲ့ wow
ဖြစ်သေးတဲ့အရာကြီးတော့မပူနေနဲ့เนาะ universe ကတော့ plan ရှိပါတယ် oh my gosh ဟေးကောင်းတဲ့ကတ်လေးတွေကြာလာတယ်เนาะကျွန်မဒီကနှစ်ကတ်ပဲထုတ်မှာအများကြီးမထုတ်ဘူးဒီဟာလေးကကျွန်မက journey to inner divine ဆိုတဲ့ကတ်လေးကြည့်တာပေါ့เนาะဆိုတော့ဒါမင်းတို့ရဲ့ဒီ spiritual နဲ့ပတ်သက်တဲ့အဆောက်အအုံပိုင်းတွေကနေကိုယ်ပြောချင်နေတဲ့စကားလို့လည်းပြောလို့ရတယ်ဒီလားတချို့တွေအတွက်ကတော့လိုအပ်တယ်တချို့တွေအတွက်ကတော့အချိန်တစ်ခုလိုအပ်တယ် private time တစ်ခုလိုအပ်တယ်တေချာစဉ်းစားရမယ့်အချိန်တစ်ခုလိုအပ်နေရအောင်ကျွန်မတွေ့တယ်မိကိုအဆောက်အအုံကဘာတွေဖြေထုတ်လာလဲဆိုရင်2025မှာကိုလုံးနိုင်ခဲ့တယ်2026ကိုသွားမယ်ဆိုရင်အများကြီးအနာဂတ်ကိုကြည့်ပြီးတော့မပင်ပန်းဖို့အရင်ဆုံးပြောလာတယ်နောက်တစ်ခုဒီမှာကိုရှေ့ရှောက်ရမယ်ပေါ့နော်ကိုရှေ့ကိုပေါ့နော်မပြီးတဲ့အရာတွေရှေ့ဆက်ရှောက်ရမယ်အရာတွေရှိရပူပန်မှုတွေကိုအရင်ဝန်ထုတ်ဝန်ပိုးတွေမထားဖို့အတွက်လည်းအကြံပြုတယ်ပေါ့နော်ဘေးပတ်လေမှာအဲ့လိုမကောင်းတဲ့ကိုလွှမ်းမိုးတဲ့အရာတွေရှိကောင်းရှိနိုင်တယ်ပေါ့ဥပမာလက်လျှော့ဖို့အတွက်ပြောတာဖြစ်နိုင်သလို toxic environment တွေဖြစ်နိုင်သလိုအဲ့လိုကိုလက်လျှော့ဖို့အတွက်ဖြစ်စေရတဲ့အကြောင်းရင်းတွေလည်းအများကြီးရှိမယ်တိလားအဲ့တော့ကိုကလွယ်နဲ့လက်လျှော့ရတဲ့ဒီမျိုးဖြစ်နိုင်တယ်အဲ့တော့နောက်တစ်ခုနောက်လာမယ့်အရာတွေအတွက်ပြင်ဆင်ထားဖို့အတွက်လိုတယ်ပေါ့နော်ပြင်ဆင်ထားဖို့ကိုအရင်ဆုံးပြောတယ်ကိုအတွက်ဒီသွားမဲ့လမ်းကလေကိုအနာဂတ်လမ်းကြောင်းကလေဖြောင်းပြူတယ်လို့ပြောတာမျိုးမဟုတ်ပဲねဂျားထဲမှာတစ်ခါလောက်ကတော့ခလေးမသိရင်ရောခလေးလေးစပိန်စီးသလိုမျိုးပဲတစ်ခါလောက်ကတော့လဲကျပြုတ်ကျချောကျပူတာမျိုးရှိရမယ်တဲ့အဲ2025သင်ခန်းစာတွေ2026မှာပြန်ပြီးတော့စာပြန်ပြီးတော့ဗောနော် new beginning ဖြစ်မှာဆိုတော့ ready လုပ်ထားပါတချို့တွေဆိုရင် planning တေချာလုပ်ပြီးတချို့တွေဆိုရင်2026မှာ2026မှာဘဝအသစ်ပြန်ပြီးတော့စလိုက်မယ်အဲတော့2025အချို့အရာတွေကိုသိမ်းပြီးတော့သင်ခန်းစာအနေနဲ့ပဲယူပြီးတော့ကျန်တဲ့အရာတွေအကုန်လုံးကိုဖေးပို့လိုက်အများကြီးကိုထားစရာမလိုဘူးတခါလေကြာရင်အရန်အောင်မှာစွန့်စားရတဲ့အလုပ်တွေလုပ်ချင်တဲ့စိတ်တွေဖြစ်လိမ့်မယ်โอเคငါတနေရာရအောင်ငါသွားမယ်ငါမသိတဲ့နေရာငါသွားပြီးငါအလုပ်လုပ်မယ်ဆိုရင်စွန့်စားခြင်းတဲ့စိတ်တွေတွေ့ရတယ်ပေါ့နော်အဲ့စွန့်စားခြင်းတဲ့စိတ်တွေကိုကျမတို့ appreciate လုပ်တယ်ကိုကအဲ့လို challenge နဲ့ပြည်နေမှာကိုကတက်ကြွမှာအဲ့လိုမဟုတ်ပဲနဲ့ဆုံးရှုံးမှုတွေကြမှာနေရမှာဆိုအဆင်မပြေဘူးဒီလူတွေဒီဘယ်တော့မှအငြင်းမနေရအောင်တနေရာလဲကြပြန်ထပြန်လှုပ်အဲ့လိုမျိုးပေါ့နော်အများတန်း energy အပြည့်ရှိနေရမယ်အရှုံးတွေများများရင်ဆိုင်ရလေလေအောင်မြင်မှုတွေရလေလေပေါ့နော်အဲ့လိုဆိုတိုင်းလည်းအများတန်းရှုံးခိုင်းတာမဟုတ်ကွာတနေ့တယောက်ကတော့မတူဘူး2025မှာငါ့အတွက်ဘယ်မှအဆင်မပြေခဲ့ဘူးကွာ2026ကတော့သွားပါပြီလို့တော့မတွေးပါနဲ့ဒီမှာဆိုရင်ကိုကဆက်လောက်ကမှာ no ကိုလွတ်ချလဲပဲနော်ကိုတွန်းအားပေးမဲ့အရာတွေကလာမှာအဲ့ဒီကြရင်ကိုကထလုပ်လိုက်ရုံပဲအဲ့တော့ကို့ကိုပေါ့အမြဲတမ်းဒီအဆောက်အအုံတွေကတွန်းပို့နေရဆိုတော့မင်းမှတ်ထားပါတဲ့မင်းဒီဘဝဆုံးသွားတာမဟုတ်ဘူးဘဝပြီးဆုံးသွားတာမဟုတ်အိမ်မက်တွေလက်လျှော့လိုက်ရလို့လည်းဘာမှမဖြစ်ဘူးဒီလမ်းပြီးနောက်တစ်လမ်းဆိုတာရှိတယ်ကိုချိုးစားတဲ့အရာတွေကတစ်နေ့ကျရင်ပြန်ပြီးတော့တစ်နေ့ဆိုတာထပ်ပေါ့နော်လာမယ့်နှစ်ကျရင်ပြန်ပြီးတော့အဲ့ဒါတွေကအ side effect အကျိုးသက်ရောက်လိမ့်မယ်ဗလာစကားလေးလာထားတဲ့အချီးနေမဖြစ်သွားဘူးအဲ့လိုပြောချင်တယ်ပေါ့နော်နောက်တစ်နေရာကျရင်အကျုံးဝင်လိမ့်မယ်ဒါမျိုးကိုပြောချင်တာမင်းတို့ဒီမှာစူးစမ်းခဲ့တာကြီးပြပြီးတော့နောက်လာမယ့်လမ်းတွေအတွက်အကောင်းဆုံးဖြစ်မယ်ဆိုတာကိုကတ်တီထဲမှာတွေ့ရတယ်ဟုတ်ပြီဒါကတော့ကိုယ့်ရဲ့ spiritual ဘိုင်းရသတိပေးနေတဲ့အရာလေးတွေပေါ့နော်ဆိုတော့ဟုတ်ပြီ another card 2026တက်ကြည့်လိုက်ရအောင်2026ကျွန်မလည်း2000စကားဟောဖြစ် okay ဟော the chariot ကဲအကောင်းလေး oh Ten of Cups okay မြို့2026ကတော့အဆင်ပြေနေရပဲเนาะကဲနောက်ထပ်ဒုတိယ2026အတွက်ဘာတွေများပြင်ဆင်တဲ့လဲကဲတက်ကတော့များရတယ်ဒါပေမဲ့ကျွန်မ3ကက်လောက်ပဲယူမယ်တချို့ရေအပြောင်းလဲရှိရဲဆိုတာနိုင်ငံအပြောင်းလဲပါတယ်เนาะနိုင်ငံအပြောင်းလဲဆိုတာအခုနိုင်ငံခြားမှာရောက်နေတဲ့သူတွေဆိုရင်တခြားနိုင်ငံကိုထပ်သွားရမယ်ပေါ့เนาะတနိုင်ငံပြီးတနိုင်ငံကူးရမယ်ဆိုတဲ့နိုင်ငံအပြောင်းလဲလေးကိုကံကြမ္မာကိုကျွန်မတွေ့ပါတယ်သွားရမယ်ပေါ့เนาะဒီနေရာနဲ့အဆင်မပြေနောက်တနေရာသွားလိမ့်မယ်ဒါထဲမှာတချို့သောသူတွေက legally issue တွေရှိနေနည်းနည်းပြဿနာလေးနဲ့ရင်ဆိုင်နေရတယ်ပေါ့เนาะနည်းနည်းအညှိစွန်းနေဖြစ်တတ်တယ်ဆိုတော့2026အတွက်တတိထားဖို့အတွက်ဒါလေးကတော့ message ပေးလာမျိုးလေးတွေဖြစ်ပါတယ်ဆိုတော့ another one Page of Pentacles and Six of Swords ဒီဟာလေးတွေကကျွန်မပေါ့เนาะဒီ2025မှာပါလာတဲ့ဒီ energy တွေပဲပြင်ပြီးတော့ဆွဲခေါ်တာမျိုးပေါ့ဒီမှာကြည့်လိုက်မယ်ဆိုရင်เนาะseeကောင်လုံးကဆက်ဆက်မှုတွေအရန်ရှိနေတာအဲ့တော့အမားတွေထပ်မလုပ်ဘူး
ကိုပဲသင်ခန်းစာယူရမယ့်အရာလေးရှိရလို့ပြောပြရစေပြီးတဲ့အခါကျတော့လေyou need to let go နော် something ပေါ့ something you need to let go ကွာတခုခုတော့ထားခဲ့ရမယ်ကိုပေါ့နော်ဘဝရဲ့ transition shift တခု2026မှာမြင်ရပြီးတော့အဲ့ transition shift ကာလမှာလည်းတခုခုကိုအဆုံးသတ်ရမယ်ဆိုတော့ energy ကိုကျွန်မတွေ့အဲ့တော့2025မှာ maybe မိသားစုပြဿနာ toxic family ဒါမှမဟုတ် toxic relationship စသဖြင့်ပေါ့နော်ကိုယ့်အတွက်တန်ရောစင်အရန်ရှိတဲ့အရာတွေကိုကလွတ်ချပြီး2026မှာတယောက်တည်းချီတက်ရမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်မတွေ့ရတယ်ဒါကတော့ကျွန်မပြောထားတဲ့ချွင်းချက် toxic ဖြစ်တဲ့သူတွေကိုမှကိုကတန်ရောစင်ကြီးနေတဲ့သူမျိုးတွေဆိုရင်ပေါ့နော်ရီးစားလည်းဖြစ်နိုင်တယ်။နောက်အဲ့လိုမျိုးလက်လွတ်လို့မရတဲ့မိသားစုအမေတွေလည်းဖြစ်နိုင်တယ်ပေါ့နော်။ဆုံးရှုံးမှုတစ်ခုကို transition ကာလမှာကြုံတွေ့ရမယ့်အနေအထားမျိုးကိုကျွန်မတွေ့တယ်။ဆုံးရှုံးမှုတစ်ခုရှိမယ်ပြီးတဲ့ခါကျရင်နော်။ကိုတနေရာကိုသွားမယ်။လုပ်တစ်ခုကိုလုပ်ရမယ်။ပြန်ပြီးတော့ကိုအတွက် new era newborn ဖြစ်မယ်ပေါ့နော်။ဒီမှာအဲ့အတွက်ကိုမှကိုကစိတ်ပူစရာမလိုမင်းရဲ့အနာဂတ်ကစိတ်ပူစရာမလိုတော့အောင်ကိုမှကို perfect ဖြစ်နေတဲ့အခြေအနေမျိုးကိုဖော်ပြတဲ့ Ten of Cups and 7 the Chariot တချို့တွေလုပ်ငန်းလုပ်နေတဲ့သူတွေတချို့ကျွန်မပြောပြမယ်အလုပ်လုပ်နေတဲ့သူတွေကထားပါဆိုကုန်သွယ်တွေကုန်နဲ့ပတ်သက်တဲ့အလုပ်တွေပေါ့နော် online shopping ထိုင်နဲ့ပတ်သက်ပြီးကျွန်မအကြံပေးပြရစီဆိုရင်တော့ကိုရထားတဲ့အလုပ်တွေပြန်လဲလုပ်ဖြစ်မယ်ပေါ့နော်ကိုဘာရထားတဲ့အထည်လိမ့်တွေလားအသုံးဆောင်ပစ္စည်းတွေလားရထားတဲ့အလုပ်တွေပြန်ပြီးလုပ်ရလိမ့်မယ်ပေါ့နော်အလုပ်နဲ့ပတ်သက်လို့ဒီကိုယ်နိုင်ငံခြားကန်နဲ့ပတ်သက်လို့စသဖြင့်ဒီလိုဟာမျိုးတွေမှာတော့ညှိစွန်းတာလေးတော့ရှိကောင်းရှိနိုင်တယ်ဆိုပေမဲ့လို့အဆင်ပြေသွားပါလိမ့်မယ်เนาะဒါမျိုးပြောချင်ပါတယ်ပတ်စံကောင်းမယ့်အလုပ်တွေတော့ပေါ်လာလိမ့်မယ်ပေါ့နော်နည်းနည်းပပပေါ့အဲ့တော့ဒီပေါက်ထပ်ဖို့စူးစမ်းထားတဲ့သူတွေကလည်းပြင်ဆင်ထားပါစားတဲ့နေရာအစားပေါ့နော်ကိုယ်တကယ်လို့လာပြီးတော့အဲ့လိုမျိုးခရက်ထားမယ်ပေါ့နော်အဲ့လိုကြကြောင်ကြမဲ့အရာတွေအဲ့လိုမျိုးတွေရှိရဆိုရင်တော့ကိုကထားပြလိုက်ရမယ်ပေါ့နော်ဒါမျိုးပြောချင်တယ်အဲ့ဒါလေးတော့ကျွန်မတွေ့ရပြီးတော့အရာအလောတော့ကောင်းသွားမှာပါတစုံတစ်ခုတော့လက်လွတ်ဖို့အတွက်ရှိပြီးနောက်ပိုင်းမှာပေါ့နော်ပြီးတော့တလောချိန်မှာအခုတွေ့ရတဲ့အရာတွေကလေအဲ့လို2026မှာကွာမင်းကတော့ချမ်းသာပြီးတတိကြီးဖြစ်ပြီးလို့ကျွန်မပြောချင်တာမဟုတ်ဘူးကွာနော်2026မှာကအစတင်မှာအားလုံးရဲ့အစဖြစ်နေတဲ့အခါမျိုးမှာစံကတော့ရမယ်မရဘူးဆိုတာကိုယ့်ရဲ့အလုပ်ပေါ်ကိုယ့်လုပ်ပေါ်ကိုယ့်ရဲ့ကံပေါ်ပဲမူတည်တယ်ဆိုပြီးတော့ပြောလာသေးရေပေါ့နော်โอเคကျွန်မချင်းချက်တစ်ခုပြောပြမယ်တင်လားလောဘထားလို့မရဘူးဖြည်းချင်းစီပဲသွားလို့ရတယ်ဒီဖိုင်ဝင်းသမားတွေကလေဒီမှာတွေ့တဲ့အခါမှာနော်ဖြည်းချင်းစီပဲသွားတနေ့အဲ့လိုမျိုးဟို living in the moment ဆိုတဲ့အတိုင်းပဲကျင့်နဲ့အားရမှုရှိတဲ့ဘဝမှာကိုနေရမယ်ဆိုတဲ့ပုံစံမျိုးကိုပြောပြရတယ်spirit message လည်းပြီးပြီး2025နဲ့2026မှာဆောင်ရန်ရှောင်းရန်နေကိုပြီးပြီးအဲ့တော့နောက်ဆုံးအနေနဲ့ဘာဆက်လုပ်ရမလဲဆိုတော့ကျွန်မကသတိပေးမယ်ပေါ့နော်နောက်ထပ်အသိပေးမယ်စာတစ်စောင်အထပ်ပြီးတော့ပြောပါမယ်ပြည့်ပေါ့နော်2026မှာသိတဲ့အရာလေးတွေပေါ့နော် okay It's designed to increase your energy and manifestation ability. Wow. 2025မှာတော်တော်များများတော့ manifest လုပ်ကြတဲ့သူတွေလို့တော့ထင်ပါတယ်။ manifestation energy တွေကောင်းတယ်နော်။ manifestation ဒါကတော့ကျမတို့ပြောမယ်ဆိုရင်တော့လူချင်းတဲ့အရာတွေကိုဆူတောင်းတယ်ပေါ့နော်။ဆူတောင်းတဲ့အခါမှာနီးမှန်မှလည်းရတယ်နော်။ပုံမှန်လေးနီးမှန်နဲ့ဆူတောင်းတာမျိုးပေါ့ဒီလား။အဲ့တော့2026မှာကတော့မင်းဖြစ်လာမယ့်အရာတွေအတွက်ငါကတော့အရန်ဟိုမှာexciting ဖြစ်နေပြီပေါ့နော်အရာမှာစိတ်လှုပ်ရှားနေပြီဆိုပြီးတော့ကိုယ့်ရဲ့ဒီမှာ guardian angel ဆောက်ရှောက်လေးကပြောလာတဲ့အတိုင်းပဲလိုချင်တဲ့အရာကိုဖြည့်ဆည်းပေးမယ်မင်းတို့ဖြစ်ချင်တဲ့အရာတွေဖြစ်လာရလိမ့်မယ်တခုပဲ manifestation ကိုမှန်အောင်တော့ manifest လုပ်ပေါ့နော်ဒါမျိုးတော့ကျွန်မပြောချင်တာအားလေးတစ်ခုကိုတွေ့တယ် and then another card abundance mindset okay ငါပတ်စံမရှိတော့ဘူးငါအလုပ်ပြုတ်ပြီးငါကတော့သုံးစရာဘာမှမရှိတော့ဘူးဆိုတဲ့ဒီလိုမျိုး mindset တွေအစ abundance mindset လေးရှိစေဖို့အတွက်ကျမတော့မျှော်လင့်နေ2026မှာငါပတ်စံရှိရမယ်ငါပတ်စံချမ်းသာရမယ်မြေတိုင်းပတ်စံမရှိဘူးညီးနေရတဲ့အလုပ်တွေမလုပ်ဘဲနဲ့အများတန်းကိုယ်မှာရှိတဲ့ကျမ်းမာတဲ့ချမ်းသာတဲ့ပျော်ရွှင်တဲ့ဆွဲစကားလုံးလေးတွေကိုသုံးသင့်တယ်ပေါ့နော်ပို့ပြီးတော့ abundance ဖြစ်တယ်ဆိုတာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း abundance ဖြစ်ခိုင်းတာဒီမှာကျမပြောသလိုမျိုးပဲဆက်ဆက်မှုရှိရဟုတ်တချို့အရာတွေအတွက်ပြီးခဲ့တာကြီးပြီးပြီဆိုတော့စိတ်မျိုးလဲမွေးရမှာဖြစ်တယ်လို့တချို့သောအရာတွေအတွက်ကလည်းကို့မှာအရာအလုံးပြီးဆုံးနေဆိုတဲ့စိတ်ကိုလည်းမွေးရမှာဖြစ်တယ်ဥမာပတ်စံလားဟိုဥမာထားပါဆိုကျမတို့ supportive မရှိဘူးဆိုရင်ငါမှ supportive မရှိဘူးဆိုပြီးတော့တင်ငယ်နေမဲ့အစားကိုယ်တိုင်က support ကိုယ်တိုင်ကကိုယ် supportive ဖြစ်အောင်လုပ်ရမယ် mindset ကိုမွေးတင်တာမျိုးပေါ့ဒါဥပမာအနေနဲ့ပြောပြเนาะဒီလိုမျိုးတွေဒီလိုမျိုးစိတ်မျိုးရှိတင်တာမျိုးပေါ့ okay ငါမှအရေးစားမရှိငါ့
ငါ့ဘောနော်လက်ဆောင်အမဲလူကြီးမရှိဆိုရင် okay ရရကိုဝယ်နိုင်အောင်လုပ်ပေါ့စသဖြင့် abundant mindset ကိုကတွင်တင်တယ်လို့ပြောချင်တာပါဒီမှာလေးပဲပေါ့နော် if you think of your abundance as something that happen in the future then it will always be the one day away from you တဲ့ okay see feel think and speak of abundance so ကျမတို့စိတ်ကူးယဉ်ကြရတယ်ပေါ့နော်ငါ2026မှာငါဘယ်လိုဖြစ်သွားမယ်မဖြစ်နိုင်တဲ့အရာတွေစိတ်ကူးယဉ်ကြည်တွေဖြစ်လာနိုင်တာအခုကိုလက်ရှိကြုံတွေ့နေရ2025မှာတော့မဖြစ်နိုင်တဲ့အရာတွေဖြစ်လာပဲမလားတောက်လျှောက်ဟောဖြစ်လိုက်တရားဖြစ်လိုက်ဆိုတော့အဲ့တော့မဖြစ်နိုင်တဲ့အရာတွေစိတ်ကူးယဉ်ကြည်လို့လဲကို့မှာဘာမှမလျော့သွားပါဘူးတဲ့ဆိုတော့ see and also feel and think ကောင်းတာလေးတွေကောင်းတာလေးပဲဖြစ်မယ်ပေါ့ဒါမျိုးကိုမင်းတို့တတိပေးလာမျိုးပြောချင်နေပေါ့နော်ဆိုတော့ in the present moment ကျွန်မပြောသလိုပဲယူတို့ကတော့ living in the moment ဆိုတဲ့အတိုင်းပဲဒီကာလကိုနေရမှာဖြစ်ပြီးတော့အနာဂတ်အတွက်ကတော့ manifest လုပ်နေတဲ့အဆင်ပြေလို့ကျွန်မပြောချင်တဲ့အတိတ်ကတော့အတိတ်မှာထားခဲ့ဖို့ကောင်းနေပေါ့နော် so okay the final card is the donation and didn't and charitable work okay ကျွန်မတချို့သောသူတွေကိုတွေ့တယ်2025မှာလှူတန်းတာတွေပါလှုပ်လာမလုပ်ဘူးဆိုတဲ့ဒါတော့2026မှာလုပ်ရမယ်ပေါ့နော်ကျွန်မဒီဖိုင်သမားတွေကတော့လှူကြပါတယ်ဟိုလေဗာလဲအဲ့လိုလမ်းပေးမှာပေါ့နော်အဲ့လိုမျိုးငွေတောင်းပတ်စံတောင်းတဲ့သူတွေရှိရဆိုရင်တောင်မှပဲဟိုကပေးတတ်တယ်ဆိုတဲ့သူမျိုးတွေမှာတွေ့ရတယ်ဘာလို့ဆိုတော့သူတို့ကစ조사တဲ့သူတွေကိုလည်းအဲ့လိုပဲကိုချင်းစာစိတ်ရှိရတူလို့ကျမထင်တယ်ဆိုတော့ donation လေးတွေတိတ်လေးတွေလောက်တာလဲကောင်းတယ်လို့ကျမတော့ယူဆပါတယ်အဲ့လိုမမျောတက်နေပေါ့နော် donation ပစ္စည်းလေးလောက်တာလဲဒါတော်တော်လေးတော့ထိရောက်တယ်လို့ကျမပြောချင်တယ် so give joyfully to the organization and people who spiritually support and inspire you တဲ့okay ကိုပြောရှင်နေခိုင်းတာတလားကိုနဲ့ကိုပေါ့နော်ဒီမှာကိုပဲတဘောကြတဲ့သူကိုနဲ့ energy ကြိုက်တဲ့သူကိုနဲ့အစင်ပြေတဲ့သူတွေနဲ့ပဲအဲ့လိုမျိုးနေခိုင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဆက်ရှုပ်စရာကောင်းတဲ့ပတ်ဝန်းကျင်ကြီးမှာမနေပါနဲ့ဆိုပြီးတော့ကိုပြောနေရပေါ့နော်အဲ့တော့ကျမကပြောချင်တာအပြောင်းလဲရှိရနော်ဒီမှာ the 7 the chariot အပြောင်းလဲရှိပါတယ်တနေရာကိုသွားတတ်တဲ့အပြောင်းလဲပေါ့နော်နေရာပြောင်းရွှေ့အိမ်ပြောင်းရွှေ့လေးရှိတယ်လို့ပြောချင်တယ် okay ကျမခံစားမိရနောက်တစ်ခုပြောပြမယ်တချို့သူတွေကလေအဲ့လိုအိမ်နေပါရောင်းချင်တယ်ဆိုရောင်းထွက်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေ့ရနော်အိမ်ရောင်းထွက်မယ်ဆိုတာမျိုးပါတယ် okay so the Thai supply many so other resources you donate will ensure that your positive energy multiplies there okay sure ကိုယ့်ရဲ့ရောတဲ့စိတ်ကိုယ့်ရဲ့ဖြူရှင်တဲ့စိတ်ကိုယ့်ရဲ့ကျင်နာတတ်တဲ့စိတ်လေးပေါ့နော်အဲ့ဒီစိတ်ကလေးကပဲကိုယ့်ကိုလေကောင်းတာကြီးဖြစ်စေတယ်ပေါ့နော်ယုံကြည်လားတော့မသိပေမဲ့ကိုပစ္စည်းလေးအလူတန်းလောက်တာမှာကိုကတကယ်တမ်းထိရောက်တယ်ပတ်စံလိုချင်နေဆိုရင်တော့မှလေအဲ့လိုကျမတို့ဘောမှာအလိုကြီးပဲမရဘူးပေါ့နော်အဲ့လိုမျိုးအပေးကြီးလည်းရှိရတယ်ဆိုပုံစံမျိုးအတိုင်းပဲကိုယ့်ဘက်ကလေတစ်ခါလေကြာရင်ကံကောင်းပြီးတော့ပတ်စံနေရလာလေရှိရပေါ့နော်မဟုတ်ဘူးလေးပေးရပတ်စံနေရလာကိုရုပ်တရက်ကြီးမုတ်တွေလာကြွေးတာမသိတဲ့တွေနဲ့လည်းမုတ်တွေတူတူစားတာမျိုးတွေဒီလိုမျိုးတွေရလေဒီဖိုင်ဝဲသမားတွေနော်ဟိုပတ်စံသားမရှိရကိုကျွေးပေးမဲ့သူကအစင်သစ်ဆိုတဲ့လူမျိုးတွေမှာလည်းပါနိုင်တယ်နော်အဲ့တော့ကိုပတ်စံရှာဖို့ပဲလိုပါတယ်ကံကတော့ကောင်းပြီသားဟိုအရက်လေးမျက်နှာမှာကိုဘယ်လိုပြောမလဲချစ်ခင်တဲ့သူတွေရှိပါတယ်တဲ့နော်ဆိုတော့2025အတွက်2026ကပို့ပြီးတော့ကောင်းတဲ့ lucky ပေါ့နော် lucky energy လေးရတယ်ဆိုတော့ just claim it လက်ခံလိုက်ပါပြီးတော့2026မှာလေဖြစ်နိုင်မယ်ဆိုရင်တော့လေအစ်စ်လေးတွေပဲစဉ်းစားပြီးတော့ပို့ပြီးတော့ကောင်းတယ်တလားအဟောင်းတွေလုံးဝမစဉ်းစားနဲ့အဟောင်းဆိုရင်ကြာနေတဲ့အင်ကြီးတွေပါတော့လူလိုက်ပေါ့နော်ဒါမှမဟုတ်ရင်လောကအစမပြေတဲ့အင်ကြီးဆိုလဲလောကဆွန့်ပစ်လိုက်တာပိုကောင်းနေပေါ့နော်အဲ့လိုမျိုးတွေလုပ်ပြရမယ်လို့တော့ကတည်းကတော့ပြောထားပါတယ် okay the five one လေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ဆိုတော့ five two လေးတွေကဒါလေးရေးထားရပေါ့နော်ဒီတော့လေးနဲ့တူတူပေါ့ကဲကျွန်မအရင်ပြောချင်တာကတော့2025ထက်2026နော်2025 2026အတွက်ကိုကျွန်မပြောလိုက်တော့မယ်အရန်ဟိုမှာအဲ့လိုမျိုးပျော်ရွှင်စရာကျဉ်းတူးစရာလေးတွေနဲ့ပဲကြုံတွေ့ရမယ်လို့အာရုံရပါတယ်ဟုတ်ပြီ2026မှာကိုပါရီလောက်ကြမလဲ2025မှာရောဘာတွေသိဖို့လိုသေးလဲဒီလူတွေကနှစ်သက်အတွက်စိတ်လှုပ်ရှားနေတာပေါ့ဘာလို့ဆိုတော့နှစ်ဟောင်းကိုတိတ်အာရုံမထားရတဲ့ဒီမျိုးတွေဒီလိုပဲပြောရမလားနှစ်သက်မှာလှုပ်ရှားရှိတယ်တချို့ဆိုရင်ဒါကျွန်မမင်္ဂလာသတင်းတွေလည်းပါပါတော့မင်္ဂလာယူမယ်မင်္ဂလာဆောင်မယ်အဲ့လိုမျိုးအခလေးရမယ်စသဖြင့်အဲ့လိုမျိုးမင်္ဂလာသတင်းလေးတွေကိုကိုစီရှိကြမယ်ပုံစံပါပဲမင်္ဂလာယူရမယ့်အချိန်တွေတခုရောက်ပြီပေါ့နော်2026လို့ပြောရမယ်ဆိုရင်အရာရာအားလုံးအတွက်ကိုယ့်အတွက်အမှတ်ရမယ်နှစ်လို့တော့ကျွန်မကတော့တွေ့ပါတယ်။ Okay ဒီကတ်လေးမှာကိုဘာတည်ထားဖို့လိုသေးလဲဆိုရလေးကိုအဖြေတူရှာလိုက်ပါမယ်။ Oh 7 sort caps လောက်စရာအရင်များတာပဲ။2026ကတော့ busy years ဖြစ်ပါလိမ့်မယ်နော်။2025 energy တွေတော့တိတ်တော့မပေါ်သေးဘူးတော့။ Okay.
2025မှာ comfort zone နဲ့ရောက်ခဲ့တဲ့ပုံစံတွေတွေ့ရတယ်နော်2025မှာ comfort zone လို့ပြောရမလားဒီတိုင်း easy လေးပြီးသွားတာပေါ့နော်တနေ့ကိုဘာမှမသိလိုက်ဘူးပြီးသွားတယ်လောက်တော့လုံနေရပဲအရာရောက်လာမရောက်လာကိုတော့မသိကြဘူး okay ငါတော့လုပ်ခဲ့လိုက်တယ်ပြီးသွားတယ်2025ဒီတိုင်းကုန်ပြီ2026အတွက်ကတော့ငါအများကြီးစူးစမ်းရတော့မယ်ငါလုပ်တယ်လုပ်ရတော့မယ်ဆိုတဲ့စသဖြင့်ရည်မှန်းချက်တွေအများကြီးရှိသလိုမင်းတို့အတွက်လည်းဒါအခွင့်အရေးတွေစပြီးတော့ပွင့်လာပြီးတော့ပဲပြောရပါလိမ့်မယ်ချွေဆိုလုံးသိရမှာရှိမယ်เนาะဒါမျိုးကိုကျွန်မတွေ့ရယ် blessing energy ကိုဖိုက်တူတွေမှာကျွန်မအများကြီးတွေ့ရတယ်ဘာလို့ဆိုရင်သူတို့ကအရင်ကမှမျောမှန်းချက်မျောလင်းချက်ကြီးရဲ့သူမလို့ပဲเนาะဝန်ထုံဘိုးတစ်ခုတော့ရှိရယ်တွေ့လိုက်တယ်မနော်ဝန်ထုံဝန်ပိုးတစ်ခုရှိရဆိုတာကအဲ့လိုမိသားစုရဲ့ဝန်ထုံဝန်ပိုးဖြစ်တော့၎င်းကို့မှာနည်းနည်း stress piece ရဲ့ဝန်ထုံဝန်ပိုးတွေအပူတွေတော့ရှိပါလိမ့်မယ်ဒါကလူတိုင်းမှာရှိရဆိုပေမဲ့ဒီ pi 2သမားရဲ့အပူကပြောမယ်ဆိုရင်တာဝန်ကြီးရမယ်ဆိုတဲ့ခန်းစားချက်ကိုရတာဝန်ကြီးရမယ်တာဝန်ကြီးအောင်လုပ်ရမယ်လူတယောက်လို့တွေ့ရအဲ့တာဝန်တွေရှိနေတဲ့ကြောင့်လို့သူဒီအဲ့တာဝန်တွေကိုကြည့်ပေါ်အောင်လုပ်မဲ့သူမျိုးလို့ကျွန်မတွေ့ပါတယ်ပေါ့နော်2026အတွက်ဒီ pi 2သမားတွေကတော့အဲ့လိုကျေးဇူးဆက်ပါတယ်တာဝန်ကြီးအောင်လုပ်ပါတယ်ကျေးဇူးတည်ရဆိုတာတငယ်ချင်းပေါ်လည်းဖြစ်နိုင်တယ်မိန်းမပေါ်လည်းဖြစ်နိုင်တယ်မိသားစုစသဖြင့်ပေါ့နော်ကိုယ့်ကိုကူညီပေးရတဲ့သူကိုယ့်အတွက်ကျေးဇူးရှိတဲ့သူတွေတို့ကကျေးဇူးဆက်ရမယ်နှစ်လို့လည်းပြောလို့ရတယ်တလားအဲ့ဒါကြောင့်မို့အလုပ်စူးစမ်းမယ်ဒီဖိုက်တူသမားတွေကတခုခုရီမှန်းချက်ထားပြီးလုပ်ရင်ပိုအောင်မြင်တယ်ဒီတိုင်းကျမတို့ဝီလာဝါလာလုပ်တာမျိုးတွေလေငါဘာတက်လုပ်မှာလဲငါဘသူကြောင့်လုပ်မှာလဲမိသားစုတက်လားခလေးတက်လားစသဖြင့်ပေါ့နော်သူတို့အတွက်ကိုရည်စူးပြီးလုပ်တာမျိုးပိုကောင်းတယ်ဟုတ်ပြီဂျားရဲမှာ2025မှာတော့ဘာလို့နဲ့ပြီးသွားရဆိုပေမဲ့သူကဒီမှာပေါ့နော် seven sword cups and also ဒီ Hammond ကိုကလေထိုင်ကြည့်နေပဲလက်လွတ်သွားတာပေါ့နော်အရန်2025ရမြန်လုံးလို့တောင်မှမသိလိုက်တဲ့လူတွေကိုတွေ့ရလိုက်တယ်ထိုင်ကြည့်နေပြီးတော့ငါဘာမှမလုပ်လိုက်ရအောင်ဆိုပုံစံမျိုးပေါ့နော်ဒါမျိုးကိုကျွန်မတွေ့ရယ်2026မှာတော့သူတို့အလုပ်တွေရန်စူးစမ်းရတော့မှာပါတဲ့ main ကလေးပါပဲ universe ကတော့စိတ်မပူနဲ့အလုပ်မရှိဘူးဆိုရင်တော့အလုပ်ရလိမ့်မယ်စိတ်မပူနဲ့အလုပ်တွေကလာမှာပေါ့နော် universe ကအလုပ်တွေလုပ်နေပြီးမင်းကိုအလုပ်တွေပေးလိုက်မယ်မင်းကိုစမ်းတက်လိုက်မယ်တာဝန်တွေပေးလိုက်မယ်လို့ကျွန်မပြောချင်တာအလုပ်မရှိဘူးအလုပ်မရဘူးဆိုတဲ့လူတွေလည်းစိတ်မပူဖို့အတွက်ကတည်းကတော့ပြောထားရဲပေါ့နော် okay တင်းကောင်းလေးလည်းပါပါတယ်မင်္ဂလာတင်းရင်လည်းပါတယ်ဆိုတော့ okay ကောင်းတယ်ပေါ့နော်ဒီမှာကthe dead reverse နောက်ထပ်တစ်ခုတော့ကျွန်မပြောချင်တာလေးရှိအဲ့ဒါပါလဲဆိုရင်ကိုယ့်ရဲ့ချစ်သူကြီးစားပြဿနာလေးပေါ့နော်ချစ်သူကြီးစားပြဿနာတွေတချို့ရတော့လူတစ်နဲ့တွေ့ရမယ်နော်အခုလက်ရှိတွဲနေတဲ့သူတွေကလူမှန်မဟုတ်တဲ့ပုံစံရတာလူမှန်မဟုတ်တဲ့အခါကျကိုယ်လေပို့ပြီးအပူတွေပေးလာရနော်အပူတွေပေးတဲ့သူတွေနဲ့တွဲနေရတတ်တယ်ဆိုရင်အပူတွေမထားပါနဲ့လွတ်ချလိုက်ပါတဲ့ဒါကိုကျွန်မတွေ့ရယောက်ျားဖြစ်မိန်းမဖြစ်တူပဲနော်အပူပင်နဲ့အရန်ပေးရဲ့လူနဲ့တွေ့ရတတ်တယ်တဲ့ဒါမျိုးကိုပြောချင်တာပါokayနောက်ထပ်ကျွန်မကလေးချမယ်အဲ့တော့အခုကိုယ့်ရဲ့အဆောက်အအုံပေါ့နော်အဆောက်အအုံဒီ inner divine ဆောက်ရှောက်တွေကကိုယ်ဘာပြောချင်လဲပေါ့ဒါဆောက်ရှောက် message နောက်26အတွက်ဘာဖြစ်လာမလဲဆိုတော့ပြောပြီးရင်ဆောက်ရှောက် message ကိုကျွန်မပေးပါမယ်karma wow oh2000ကျွန်မ4ကတ်တောင်ကြာလာတယ်ဆောက်ရှောက်တွေကတချို့တွေကမပြီးဆုံးသေးဘူးအဲ့တော့ကြောက်မလို့ကျွန်မပြောနေခုနအပူပဲပေးတဲ့သူတွေနဲ့မနေဖို့ပြောနေတော့မှရှိသေးတယ်เนาะရောက်လာတယ်အဲ့တော့အတိတ်ဘဝမပြီးသေးတဲ့အရာတွေကိုလက်ရှိမှာလုပ်နေရတာမျိုးကြီးကျွန်မတွေ့အတိတ်ကံကြောင့်လေထဲရော့ဆီယာကြီးပါမလားမသိဘူးเนาะထဲရော့ဆီယာတွေဒီလိုမျိုးကျွန်မတို့လုပ်တဲ့ Loki လုပ်တဲ့ဆီယာကြီးပါမလားမသိဘူးအဲ့လို Loki လုပ်လဲဖြစ်နိုင်တယ်အဲ့လိုအတိတ်ဘဝတော့ကလေမပြီးပြတ်တဲ့အရာတွေလုပ်ရတဲ့တောင်းအနေလည်းရှိရเนาะတချို့ဆိုဖျက်တဲ့ရုပ်တရက်အရန်လုပ်ချင်တာမျိုးအားလုံးမဟုတ်ဆိုရင်ရုပ်တရက်ကြီးအပြောင်းလဲပေါ့ကိုလုံးမယ်လို့စိတ်မကူးရတဲ့အလုပ်တွေလည်းလုပ်ရတာမျိုးတွေရှိတယ်เนาะဒါကတော့လေ transition ကာလကိုလည်းဖတ်ပြီးတာဖြစ်တဲ့ကြောင့်မလို့ဖိုင်ဝက်မှာလည်းဖတ်ပြီးခဲ့တယ်ပေါ့เนาะအဲ့ကိုဘဝရဲ့အပြောင်းလဲကာလဆိုတာအမြဲတမ်းကြုံရတချို့တွေကတစ်နေ့တစ်ခါကြုံတယ်တချို့တွေကကြတော့အဲ့လို3နှစ်မှတစ်ခါအပြောင်းလဲကြုံတာရှိတယ်ဒီလူတွေကလေအပြောင်းလဲဆိုရင်တစ်နေ့တစ်ခါပါတစ်နေ့မတူတော့မနစ်ကဘယ်လိုမျိုးဒီနေ့ဘယ်လိုမျိုးလာမယ့်နေ့ဘယ်လိုမျိုးမတူတဲ့ပုံစံနဲ့အပြောင်းလဲတွေရှိတယ်ပေါ့နော် universe ကကိုယ်ကိုပေးလာတဲ့အလုပ်တွေထဲမှာလေဒါ karmic karma နော်မပြည့်ပြတ်တဲ့အရာတွေလုပ်ရဖို့အတွက်တော့ကံပါတယ်ကိုယ့်ရဲ့ဒီမိသားစုလို့ကျွန်မပြောမှာဒီမိသားစုတွေမှာလည်းပဲအဲ့လိုအရန်နေအမှအလုပ်စူးစမ်းပြီးတော့သူတို့အနေနဲ့အဲ့လိုတာဝန်တစ်ခုပေးဆက်ရသလိုမျိုးဖြစ်နေကြရဲပေါ့နော်ကျွန်မဒါဘာလို့
ပြောမိလဲတော့မသိဒီမိသားကို့မှာလေမိသားစုလေမိသားစုဝင်နေရလေအဲ့လိုမျိုးထူးခြားတယ်လို့ခံစားရတယ်ပြောမယ်ဆိုရင်ရောက်လာတဲ့ဘုံဌာနတွေတူကြရလို့ပဲပြောရမလားပဲကို့အမေတွေကို့အမတွေလုံနေတဲ့ပုံစံအတိုင်းပဲတနေ့မှလည်းကိုကလည်းသူတို့လိုမျိုးပဲဒါဘာသာရေးလိုက်စားတာတွေလောက်ရတက်တဲ့ပုံစံမျိုးတွေကိုကျွန်မတွေ့ထားတယ်နော်မိသားစုဝင်တွေမှာဖုန်ကြီးဝတ်တာဒီလာချင်းဝတ်ထားတဲ့သူတွေရှိရဲဆိုလည်းပဲဒီလိုမျိုးပေါ့နော်ကိုကလည်းတစ်ချိန်ကြာရင်ကောင်းတဲ့အရာတွေလောက်ရတက်တယ်ပေါ့ပြီးတော့ဒီမှာ mantra တွေနော်ဘာသာရေးဘာဝနာပွားများတယ်ဂါထာတွေရွတ်တယ်ကို့အတွက်ပေါ့နော်2026တက်ကောဘယ်ကို့အတွက်ဒီတဘွားလုံးအတွက်ကိုသေးသက်ခုံတော်တွေရွတ်ဖက်ရမယ်အခါကိုလည်းကျွန်မတွေ့တယ်တန်တန်ကုံသုံးပါအောင်အမြဲရွတ်ဖက်တဲ့သူတွေပေါ့နော်ဒါမျိုးတွေလည်းကျွန်မတွေ့ရတယ်နောက် karma devotion မိသားစုကတော့ဒီမှာညောင်မင်းလိုမျိုးပဲဆက်တွေဖြစ်နေတာလာတဲ့ပုံတူတယ်ကောင်းမှုတို့တူလုံးမယ်မိသားစုအတွက်တောင်းအောင်ကြေပွားအောင်လုပ်မယ်ကံကြောင့်စုံစည်းရတာဖြစ်တာလည်းဖြစ်တယ်လို့ကောင်းမှုကုသိုလ်တွေတူလုပ်သွားမယ်မိသားစုဝင်တွေလို့မြင်တယ်မိသားစုဝင်တွေကဆက်ဆက်မှုရှိကြတယ်လို့ကျွန်မမြင်တယ်လို့မိသားစုဝင်တယောက်ချင်းစီရလဲကောင်းမှုကုသိုလ်တွေကိုအပြီးပြတ်ဒီမှာလုပ်သွားမယ်ကောင်းတာတွေကိုတော်တော်များများလုပ်ကြတဲ့မိသားစုဝင်တွေလို့ကျွန်မတွေ့ပါတယ်နော်ဒါကတော့စောက်ရုပ်တွေကနေမှပြီးလာတဲ့ message တွေမှာဒီအရာကိုတမ်းပြီးတွေ့ရတဲ့ကြောင့်အံ့ဩရတယ်ပေါ့နော်ဟဲမိသားစုတွေကထူးခြားလိုက်တာအဲ့လိုအဆောက်အအုံကောင်းနေအများတန်းရှိရဲ့မိသားစုပေါ့အိမ်ကအများတန်းလက်တိတ်တာမျိုးမဟုတ်ဘဲနဲ့လက်ပွင့်နေတဲ့မိသားစုလိုပဲပြောရမလားเนาะအဲ့လိုမျိုးလေးကိုကျွန်မတွေ့တယ်ကဲဟုတ်ပြီကဲဆိုတော့အဆောက်အအုံတွေကိုတတိပေးခြင်းတဲ့အရာတွေကတော့အရာအလုံးကိုပြီးမြောက်လုပ်ပါဘယ်တော့မှမရက်တန့်သွားပါနဲ့ကိုမိသားစုကြည်ပါကိုလည်းချစ်ပါကိုရောကိုမိသားစုအတွက်ကောဒါပြောမယ်ဆိုရင်တော့ပျော်ရွှင်ရွှင်လေးပေါ့နော်အချိန်ကုန်ဆုံးပြီးတော့မိသားစုအတွက်ကိုပဲကြည့်ပဲပုံစံမျိုးလေးကိုပြောထားတယ်နောက်မိသားစုဝင်နေတာမကကိုယ့်ရဲ့ဘဝတော်ဆက်တဲ့မိသားစုဝင်တွေကိုလည်းပဲအမြဲတမ်းအဆက်အသွယ်တွေလုပ်အလူတန်းတွေလုပ်သူတို့အတွက်ဂါထာလေးတွေရွတ်ဖတ်ပေးပါလို့ပြောချင်တယ် message လေးတွေတော့ရပါတယ်ဟောကြည့်ရတာတော့ဒီလူတွေကအဆောက်အအုံကောင်းတွေရှိထားပြီးတော့အဆောက်အအုံကောင်းတွေကနေအဲ့လိုမျိုးသူတို့ပေါ့နော်ကိုဆောင်တဲ့12ပါးကိုဒါမေတ္တာပို့အမျှဝေဒီလိုမျိုးလေးတွေလုပ်ပေးတာတို့ဂါထာတော်ရွတ်ပေးတာတို့များလုပ်ပေးသင့်ပါတယ်လို့ပြောချင်ပါတယ်ဒါကတော့ဒါဗုဒ္ဓဘာသာဝင်တွေပါတယ်ဆိုရင်တော့ပေါ့နော်ဗုဒ္ဓဘာသာဝင်တွေအတွက်ပြောတာဖြစ်ပြီးတော့ဘာသာဝင်မဟုတ်တဲ့လူတွေကလည်းပဲဆိုင်ရာပိုင်ရာကိုပေါ့နော်ဖျားစာရွတ်ဖတ်တာတွေအဲ့လိုမျိုးပေါ့နော်ဒီဂုံတော်တွေရွတ်ဖတ်တာတွေကိုလုပ်ရမယ်အခြေအနေမျိုးလေးဖြစ်ပါတယ်ကိုအတွက်ဒီလိုမျိုးလုပ်တယ်ဆိုရင်တော့ဒီမှာကိုအတွက်ပို့ပြီးတော့မှအခွင့်အလမ်းတွေပွင့်လင်းလာပြီးတော့ကိုကိုလမ်းပြပေးမယ်လို့ပြောလို့ရပါတယ်နော်ကဲဆိုဒီမှာကတ်လေးထားကြည့်မယ်ထပ်ချမပြီးသေးဘူးပေါ့နော်ပြီးပြီလားဆိုမပြီးသေးဘူးနည်းနည်းလေးထပ်ပြောကြလေးရှိသေးလို့ပါအော်The Jackstick and the Empress good မင်္ဂလာသတင်းတွေကြားရတယ်ဆိုတော့တကယ်ပါရှင်ဒီကလေးကိုဒီနေ့လေးတတိပေးတာမျိုးလည်းရှိပါတယ်2025မှာတုန်းကပတ်သက်ပူတဲ့သူတွေထဲမှာကိုပေါ့နော်တစုံတရာကအဲ့လိုမျိုးသဘောမကျတဲ့သူတွေရှိတယ်2025မှာပတ်သက်မှုတဲ့သူတွေထဲမှာသဘောမကျတဲ့သူတွေရှိတယ်ဆိုရင်အဲ့လူတွေကိုလစ်လူရှုလိုက်ပါလို့ကျွန်မကတော့ပြောချင်တယ်2026မှာပြန်ပြီးတော့ပါလာပြီးတော့အဲ့လိုမျိုးကိုပေါ့နော်တခုခုအဲ့လိုမကောင်းတဲ့နေပြောတာတွေစသဖြင့်ဂျုံတေးရမှာဆိုလို့ပေါ့ဒါတချို့လူတွေသတိပေးတာပါကျွန်မတော့မိန်းကလေးချင်းတိုက်ခိုက်မှုလို့တော့တွေ့ရတယ်နော်မိန်းကလေးချင်းတိုက်ခိုက်မှုတွေရှိတဲ့အရာကိုကျွန်မထပ်တွေ့တယ်ကိုယ့်ရဲ့ဒီနှလုံးသားရေးရာပေါ့နော်နှလုံးသားရေးရာအခြေရေးတွေမှာကိုဂျားရကနေမှကရုံးကတိုက်တွေလောက်တက်တာမျိုးကြီးရှိတဲ့အပေါင်းအသင်းနဲ့ပြောနေတာမျိုးကြီးရှိရဲ့ဒါပေမဲ့စိတ်မပူပါနဲ့ကိုစီစဉ်ထားတဲ့မျိုးမင်္ဂလာကိစ္စလေးလည်းဖြစ်သွားမှလည်းဖြစ်သလိုကိုရဲ့အိမ်အောင်ဘက်နဲ့ကိုနဲ့ပေါ့နော်ကိုရဲ့ရီးစားနဲ့ကိုနဲ့ကလည်းဒါကောင်းမွန်တဲ့လမ်းကိုရှေ့ဆက်ရှောက်ရမယ်လို့လည်းတွေ့ထားတယ်ဒါလေးကျွန်မပြောချင်တယ်ဒါကတော့တတိထားပေါ့ကျွန်မဘာလို့တတိထားမလဲဆိုရင်မင်းရဲ့နှလုံးသားရေးရာမှာတတိထားရမယ်လို့ပြောချင်တာပါဒီ Empress Energy ဖြစ်တဲ့ကြောင့်မို့မိန်းကလေးတွေရင်းချက်ပါလို့ကျွန်မပြောပြီးတော့အမျိုးသားတွေကလည်းယောက်ျားလေးတွေကလည်းပို့ပြီးတော့တတိထားရမယ်အလုပ်လုပ်တဲ့အခါကျရင်လည်းအခုလက်ရှိလုပ်နေတဲ့အလုပ်တွေထဲမှာဒီပေါ့နော်legally နဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ရလို့ရှိရဆိုရင်ဒါနည်းနည်းလေးသတိပြုတင်တယ်လို့ကျွန်မကတော့ပြောချင်ပါတယ်သတိပြုဖို့ပဲပေါ့နော်ကျန်တာတွေတော့မပါပါဘူးရှင်သူများမှုတွေပဲဖြစ်ဖြစ်တော့၎င်းသူများကိစ္စကိုတွားပြီးအာမခံပေးတော့၎င်းသတိထားတင်ပါတယ်နောက်အာမခံလုပ်တွေအဲ့လိုငွေချေးလုပ်ငန်းတွေအာမခံပေးရတဲ့အရာတွေသူများလိုက်ပြီးအာမခံပေးရတဲ့အလုပ်တွေကိုတော့ရှောင်တင်ပါတယ်ရှင်ဒါလေးကတော့2026အတွက်သတိပေးတဲ့အရာလေးလို့
လို့ကျွန်မပြောချင်တယ်ဟုတ်ပြီကဲဆိုတော့နောက်ဆုံးအနေနဲ့ညီကုန်းချုပ်လိုက်ရအောင် Oh powers of prayer that's why I told you guys ကဲစလိုက်ရအောင်ဒါတော့ကျွန်မရဲ့ဒီကတ်တွေထဲကနေမှကိုကိုပြောလာတဲ့ထူးထူးဆန်းဆန်း message တွေကိုပြောပါဆိုရင်အဓိဋ္ဌာန်ထားတာတွေဒိဋ္ဌာန်ပြီးဆူတောင်းထားတာတွေတကယ်ဖြစ်လာနိုင်တယ်နော် Give this situation to God for uplifting and healing and be open to miracle အေးပေါ့အခါကြီးကြာရင်လေ universe ကိုလည်းသူ့လို့သူလောက်ခိုင်းလိုက်ပါတယ်တခါလေကန်စီမန်ရအတိုင်းနေဖြစ်လာတတ်တဲ့အခါကြာရင်လေ okay ကန်တော့စီမန်တာပဲငါကတော့ငါတက်နိုင်တော့ငါစူးစမ်းခဲ့တယ်ငါကတော့ဆူတောင်းနေပေါ့နော် Heaven unlimited resource love and answered awaiting prayer divine guidance နော်ဒီလူတွေကလေအဲ့လို universe ရဲ့ plan နောက်ကိုလိုက်ရမယ်ပေါ့နော်ဟို plan နောက်ကိုလိုက်ရမယ်ပထမအဆုံးကိုကစူးစမ်းမယ်ဒုတိယအနေနဲ့ universe က plan ချပေးမယ်အဲ့ဒီ plan နောက်ကိုလိုက်မယ်ပေါ့နော်ကိုလောက်တာမဖြစ်ဘူးဆိုရင်တော့မဖြစ်အောင်ကိုမအခုအတွက်လုပ်ပေးမယ်လို့ပြောထားတဲ့အဆောက်အအုံတွေရဲ့စကားလို့ပြောလို့ရတဲ့မင်းတို့ဆူတောင်းတယ်မင်းတို့ဒိတ်ထက်ဝင်တယ်မင်းတို့ထားပါဆိုခါထားရုပ်ဖတ်တယ်ပေါ့နော်ဒီလိုအရာတွေကနေမှတဆင်ကိုယ့်အတွက်ကောင်းမွန်တဲ့အခွင့်အရေးတွေပေးလာနိုင်တယ် so powers of prayer ဒါအဓိပ္ပာယ်ကိုပြောတာဖြစ်ပါတယ် call give to you in response to your prayer ဒီမှာကောင်းလေးမှကြမယ်နော်ဒီမှာကောင်းလေးမှန်ရင်တို့အတွက်လည်းဒါကောင်းမှုကုသိုလ်လေးလုပ်ပေးပါ and then it's safe for you to receive တဲ့ခါလေးကြရင်လည်းလောကအရာပေးလာတဲ့အရာတွေကိုလည်းကိုယ်လက်ခံရယူဖို့အတွက်လိုအပ်ပါတယ်လက်ခံတတ်ဖို့လိုအပ်ပါတယ်မကောင်းတာကြီးပဲဖြစ်လာမဟုတ်ကိုယ့်အတွက်ကောင်းတာတွေလည်းဖြစ်လာတဲ့လို့တတ်မှတ်လို့ရပါတယ်ဥပမာမထင်မှတ်ပဲဖက်နှက်ပြတ်တယ်ဖုန်းပြတ်တယ်ဆိုလည်းပဲရရဖုန်းတက်ရဖို့အတွက်ဖြစ်လာတာပဲပေါ့เนาะဒီလိုမျိုးကိုကျမတို့ယူဆလိုက်လို့ရပါတယ်အဲ့တော့ပို့ကိုခွင့်လို့ပေးလေအများကြီးပေါ့နော် welcome လုပ်လေကောင်းတဲ့အရာတွေ positive energy တွေကိုကြိုဆိုလေကိုအတွက်အကျိုးမြတ်တွေပျော်စရာတွေငွေကြေးအဆင်ပြေမှုတွေအကုန်ပြေလာမယ်ပေါ့နော်သူများတွေကိုလည်းပြန်ပြီးတော့မျှဝေပေးတတ်ဖို့အတွက်လည်းစိတ်လေးလည်းရှိလေပိုကောင်းလေပေါ့နော်နောက်ဗာလေးတွေ့လဲဆိုရင်အလှူတန်းလေးတစ်ခုခုလောက်လိုက်တာပို့ပြီးကောင်းနေပေါ့နော်2026တက်ပေါ့ဘယ်အချိန်မှဖြစ်ရတယ်လူတန်းလောက်ပါဖျားမှာဖြစ်ပေါ့နော်ဒါအလှူအတန်းတစ်ခုခုလုပ်မယ်ပေးကမ်းမယ်ဒီလိုမျိုးအလှူတန်းလေးတစ်ခုထမင်းကျွေးတာပဲဖြစ်ရရပေါ့နော်အလှူလေးလုပ်ဖို့ကျွန်မပြောချင်ပါတယ် and abundance energy လေးပါတယ်ဆိုတော့လေငွေကငါ့အတွက်ရဖို့အတွက်ခက်ခဲလို့တွေးရတဲ့သူတွေအတွက်ငွေရတော့ရဖို့တော့မခက်ခဲဘူးပေါ့နော်တချို့သောအရာတွေကနေမထင်မပဲနဲ့ပတ်စံဝင်လာမျိုးတွေလည်းဒါရှိမယ်ပေါ့နော်ဒီမှာပေါ့နော် to support your life purpose health and charitable work abundance energy တွေကဘယ်ကနေကိုရှိလာလဲဆိုတော့လေကိုသူများလှူဒန်းတာတွေနောက်စေးဝါလှူဒန်းတာတွေဆက်သဖြင့်ပေါ့နော်ကိုယ့်အတွက်ကနေမှပြန်ရတာမျိုးကျွန်မပြောချင်ပါတယ်။ So ဖိုင်တူလေးတွေကြားတဲ့လောက်ပါပဲ။ကျေးဇူးပါ။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။ So ဖိုင်တူလေးတွေမင်္ဂလာပါ။ဖိုင်တူလေးတွေကြားဒီကလေးကြားရပေါ့နော် The Destroyer တဲ့ပြီးတော့ဒီရေးလေးကိုဒါလေးကိုရေးထားရပေါ့နော်။ Okay ဖိုင်တူလေးတွေကဘာပြောရမလဲဆိုရင်ဟိုစကားတစ်ခုနဲ့ညှိတယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုရင်လူကြီးမင်းတို့ရက်နေမှမရဘူး။လှုပ်နေမှရမယ်ဆိုတဲ့စကားအတိုင်းပဲပေါ့နော်။ကိုယ့်ရဲ့ကံကိုတိုက်ခိုက်နေတယ်လို့ကျွန်မတွေ့ရတယ်နော်။ကံကိုတိုက်ခိုက်မယ်ပြီးလာတဲ့ကံကိုမလို့ခြင်းဘူးကိုယ်ကံလန့်ကြအောင်ကိုယ်ပဲဖန်တီးမယ်ဆိုတဲ့သူတွေပေါ့နော် fighter လို့ကျွန်မတွေ့ရတယ်ပေါ့နော်အာယုံထဲမှာပေါ်လာတာဖိုင်သူတွေနည်းနည်းလေးတော့စန့်ကျင်ဘက်ဖြစ်တဲ့လူမျိုးတွေလို့ကျွန်မတွေ့ရ Okay ကျွန်မတို့ကလေးချလိုက်ရအောင်ဒါခုနကကျွန်မကြည့်ထားရောနေလို့ပြန်ပြီးတော့ shuffle လုပ်လိုက်ပါမယ်2026 2025မှာ energy ပြန်ချက်ပြီးတော့ဘာတွေသိဖို့အတွက်လိုသေးလဲ2026ကဘယ်လိုမျိုးကြီးလာမလဲဆိုတာကို check ပေးသွားပါမယ်Okay the way Dalia the tower yes မရတော့ပြောရတယ်ဖိုင်3သမားကိုကြည့်တဲ့အခါမှာလေကျွန်မရှိမှလာမင်းရဲ့ client တွေလိုမျိုးပဲပြောစကားနားထောင်တဲ့ကလေးတွေနဲ့တူလို့ပေါ့နော် so another when the five star caps ဟုတ်ပြီပြောချင်နေရများနေတူနော်ကတ်တွေတော့ပြစ်ချတယ် no the towers and five star caps ပြီးခဲ့တာဖြစ်တယ်အခုလာတဲ့sorry
အခုလက်ရှိ2025ပြီးတော့မယ်2025မှာမင်းတို့ရဲ့ energy တွေကအရင်ကမဖြစ်ခဲ့ပါတယ်ဒီ2025နဲ့ကိုနဲ့တိုက်ခဲ့တဲ့တိုက်ပွဲမှာဆိုရင်ကိုကနည်းနည်းရှုံးခဲ့ရတဲ့ပုံစံမျိုးပါပဲ2025အထင်သားသူတော့မဖြစ်လာခဲ့ဘူးပေါ့နော် okay လက်လျှော့ရဲဆိုတဲ့ပုံစံမျိုးကြီးကျွန်မတွေ့ရတယ်အများကြီးမျှော်လင့်လို့မရတဲ့ပုံစံမျိုးကျွန်မတို့အရင် plan တွေဆွဲလို့မရတဲ့ပုံစံမျိုး plan မဆွဲပါနဲ့နောက်ဆုံးပြောချင်တာ plan မချနဲ့ဟိုဒီလူတွေကထူးခြားတဲ့လူတွေဘာလို့ဆိုတော့ကိုကအဲ့လိုမျိုးတွားရင်တစ်ဖြောင်းနဲ့တွားလို့မရဟိုလန်ဒီလန်ဖြက်လန်းလည်းတွားရဲကိုကဖြက်လန်းကနေတက်ပြီးအောင်မြောင်လို့လည်းရတယ်လို့စာအုပ်လိုမျိုး step by step တွားရင်တော့မင်းတို့အဲ့လိုလူမျိုးတွေလည်းမဟုတ်ဘူးเนาะအဲ့လိုလူတွေတွားတာလည်းမကြိုက်ဘူးစိတ်မြန်လက်မြန်သမားတွေလို့ကျွန်မတွေ့တယ်ကနနေ energy တွေအကုန်ပေါ်နေပြီဆိုတော့ဒါလည်းရေးထားရဲဆိုတော့စိတ်တွေလည်းအရင်ကမရှိကြတဲ့သူတွေဖြစ်ပါလိမ့်မယ်ဆိုတော့အဆိုးလည်းရှိရကောင်းလည်းရှိရပေါ့2025မှာအဆိုးရှိရကောင်းရှိရကောင်းတာတွေတော့ဖြစ်လာမှာဟိုကောင်းတာတော့ဖြစ်လာမှာအဲ့လို negative energy တောင်မထားနဲ့စိတ်ထဲမှာအဲ့လိုပူပန်မှုတွေနဲ့ထားပြီးတော့လေဖြစ်လာမှာမဟုတ်ဘူးလို့တွေးရင်တကယ်လည်းဖြစ်လာတာမို့လို့ပါเนาะအဲ့လိုမျိုးပါဇက်မစီးကြပါနဲ့လို့ပြောချင်ပါတယ်ကောင်းတာတွေကိုပဲပါဇက်စီးပါเนาะဆိုးတာတွေကိုတော့ပါဇက်မစီးစေပါနဲ့လို့ပြောချင်ပါတယ်အလုပ်တွေအခုဒီ2025မှာအလုပ်ထွက်ရတာเนาะအလုပ်ထွက်ရတာတွေအလုပ်အစမပြေရည်လက်လွတ်လိုက်ရတဲ့အရာတွေတော့ရှိကောင်းရှိနိုင်တယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ okay 1 go to can လိုမျိုးပဲစိတ်ကိုမွေးပြီးတော့ထပ်ပြီးတော့စူးစမ်းဖို့ဒီမှာပြောချင်ပါတယ် under the bishop pentacles ဝါပတ်စံတော့ရတယ်ဆုပ်လေးထိုးရကြလားမသိဘူးเนาะပတ်စံရဖို့ရှိတယ်ပတ်စံရမယ်ဆိုတော့ဘယ်ရမလဲကိုအလုပ်လုံးမှရမှာเนาะအလုပ်လုံးရင်အလုပ်လုံးမှရမှာရှင်းနေရမယ်ဆီယမကပြောတာအဲ့လိုအလုပ်ကစူးစမ်းမယ်လို့ပြောချင်တာဟိုမှာမြရည်တရားမြင်ရရင်တခုမဟုတ်တခုအလုပ်လုပ်ရတတ်တယ်လို့ပြောချင်တာเนาะအလုပ်နဲ့လည်းမပြတ်ဘူးစူးစမ်းရတယ်အဲ့လိုနနနေလို့မရဘူးဒီလူတွေကနနနေလို့ရတယ်မှမပါဘူးတနေ့လုံးမှာ24နာရီအပြည့်လုပ်ရတဲ့ဒီမျိုးတွေတွေ့ရတယ်အလုပ်လုပ်ရတယ်ဆိုတာလေအလုပ်ဆိုတာကခေါင်းနဲ့လုပ်လို့ရတယ်ရှင်เนาะအုံနောက်က24နာရီအနားမပေးပဲအလုပ်လုပ်နေရတဲ့ဒီမျိုးတွေလည်းပါတယ်เนาะအဲ့လိုမဟုတ်ဘူးဆိုရင်ဒါ physical mental အကုန်လုံးအလုပ်လုပ်ရတဲ့သူတွေကိုပြောချင်တာအရန်ပြင်ပန်းနေเนาะအမလေးငါကျမဟောနေနေတော့ကျမ energy ကိုပြီးပြင်ပန်းပါတယ်အဲ့တော့2026မှာလည်းအလုပ်လုပ်ရအောင်မှာပါเนาะစီစဉ်မချနဲ့လို့ပြောချင်တာဒီလိုမျိုးထားပါဆိုကျမဆိုရင် energy တစ်ခုကြိုက်ပူတယ်တွေးပူတယ်ပေါ့နော်အလုပ်ငန်းခွင်မှာတနေ့လောက်ရအောင်လုပ်မယ်လို့ပြောတနေ့လောက်လုပ်ခဲ့ရတဲ့အခွင့်အရေးလေးမရှိလိုက်ရဘူးပေါ့နော်နောက်ဆုံးတော့အချိန်ဒီလိုမျိုးပဲပြင်ရောက်လာတဲ့အခါမှာကိုယ့်ကိုစိတ်ကျင်တဲ့မှုမရှိတဲ့ပုံစံမျိုးခံစားပေမဲ့လေဒါတော့ငါ့အတွက်ကောင်းတယ်လို့ပြန်တွေးလိုက်တဲ့အခါမှာပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့နော်ဆိုတော့ healing လောက်ကမဲ့နီလန်းနေလဲကိုယ့်ကိုတီးဖို့လိုအပ်တယ်เนาะကျွန်မပြောချင်တာအဲ့ဒါပါပဲကဲ another one now Sunday oh the word I saw caps စုပ်တွေကစတိုက်ထိုးနေရပဲဒီ pi 3တမားကိုကြည့်ရခါမှာဘာဖြစ်လို့2026ကြီးကိုဒီတိုင်းပဲဖြတ်တတ်မယ်လို့စဉ်းစားထားရလဲပေါ့နော်ကျမတို့တားနေမှားနေပြီမင်းတို့ရဲ့အတွေးတွေ plan တွေကိုဖျောက်ပစ်လိုက်မင်းတို့စိတ်ထဲမှာမကောင်းတဲ့အရာတွေကိုဖျောက်ပစ်လိုက်ကတည်းကတော့ပြောတယ်သူကသူအရာကတော့ဖြစ်လာလိမ့်မယ်မင်းဘဝမှာမစင်ထားတဲ့အရာတွေဖြစ်လာရဲဆိုရင်မင်းအသားကျနေပါပြီအရန်အောင်မှာအဆွဲလန်းနေမထားနဲ့ပတ်စံနေဆုံးရှုံးရတာတွေလည်းရှိနိုင်တာပဲလေနော်တချို့ကနိုင်ငံခြားသွားဖို့တဲ့အခွင့်အရေးလုပ်ရတာမျိုးတွေရှိတယ်စာမှုပွဲတွေပါကျသွားတယ်ဆိုလဲပဲငါကတော့ဒီမှာလည်းတခုခုတော့ရအောင်လုပ်မယ်ဆိုရင်စိတ်မျိုးမွေးပြီးပြန်လုပ်ပါလို့ပြောချင်တယ်မင်းတို့မှာအနိုင်အရှုံးတွေအများကြီးဘွားကိုအနိုင်အရှုံးနဲ့ဆုံးဖြတ်ပြီးတော့သွားတဲ့လူတွေလို့ကျွန်မကတော့တွေ့ရတယ်။ Okay, Ace of Cups ဒါလေးကောင်းတယ်2026မှာလေကို့အခွင့်အရေးတွေပေးလာနိုင်တယ်။လုပ်ပါဘာပဲဖြစ်လုပ်ပါအခွင့်အရေးပေးလာရဲဆိုရင်ကိုကယူတက်ဖို့ပဲလိုတယ်ပေါ့နော်။ကိုမကြိုက်တဲ့အလုပ်တွေပါညှိလို့မရဘူးအလုပ်တော့လုပ်ရမယ်အခွင့်အရေးတက်တွေပေးလာမယ်။ပတ်စံအရန်ပေါ်မယ်ရှံမယ်လို့ပြောချင်တာထက်အလုပ်တွေလုပ်ပြင်းနေမှငွေကအဲ့လိုမျိုးတွေတနေ့ရလာတဲ့အလုပ်တွေကိုပြောချင်တယ်ပေါ့နော်အဲ့တော့ဒီလူတွေ freelance သမားတွေဖြစ်မလားပဲเนาะ freelance လုပ်တဲ့လူတွေအဲ့လိုမျိုးဒီပေါ့နော်အချိန်တနေ့ပတ်စံကိုမြင်ရတဲ့လုပ်မျိုးတွေလုပ်ရတာပို့ပြီးတော့ကိုယ့်အတွက်တွက်ချေကြိုက်တယ်ပေါ့နော်နေစားလုပ်ဆိုလဲနေစားအလုပ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ကိုဘယ်လောက်ရလဲဆိုတာကိုအချိန်ပိုင်းလုပ်တာတွေအဲ့လိုမဟုတ်ဘူး freelance သမားတွေဆိုလဲပဲထားအလုပ်တယ်ဆိုရင်ပတ်စံဟိုဖြစ်တယ်လीเนาะကျမတို့9 to 5 job လို့မျိုးထက်ဒီလိုလုပ်တယ်ကိုယ့်အတွက်ပို့ဆင်ပြပါလို့ပြောချင်ပါတယ်2026မှာလည်းပဲကိုယ့်ကိုလွတ်လပ်နဲ့ပတ်စံရှာနိုင်မယ်ဆိုတဲ့ energy မျိုးကိုရပါတယ် okay so တော့အခုကျမဘာလေးကတ်လေးချိုးပေးမလဲဆိုတော့မင်းတို့ရဲ့ spirit guardians တွေเนาะအဲ့တော့သူတွေဘာပြောမလဲပေါ့မင်းတို့ရဲ့ inner divide ကိုအခုအဖြေရှာပြီးတော့မှာပါ wait a minute pi 3ဆိုတာရှိမှာ pi 1 pi 2တွေဟောပေးထားရဲဆိုတော့လေဒါရင်းနဲ့ပဲ
ဖြစ်နေမှာ oh inner freedom စိတ်တွေအရန်ထိန်းချုပ်ထားတယ်နော်စိတ်တွေအရန်ထိန်းချုပ်ထားတယ်အဲ့လို surrender oh hey ဒီကလေးကြာလာပါတယ် okay 3ကက်လောက်နဲ့ရပြီမင်းတို့ရဲ့ဒါစပေါ့နော်အဆောက်ရှောက်ပိုင်းကနေမှမင်းတို့လမ်းကျွန်းအောင်ဖြစ်တယ်မင်းတို့ရဲ့အဆောက်ရှောက်တွေဒါပုံမိုင်းဆိုင်ရာတွေကကိုယ်လမ်းညွှန်နေတဲ့အနာဂတ်လမ်းကြောင်းတွေဆိုရင်အကုန်လုံးကကောင်းပါတယ်ကောင်းတဲ့အရာတွေပဲเนาะသွားမှာပဲအဲ့တော့လေ oh inner freedom စိတ်ထဲမှာမုန်းချက်နေတဲ့သူတွေအရင်မှမုန်းချက်ကြီးမနေပါနဲ့လို့ကျွန်မပြောချင်တယ်နောက်တစ်ခုကတစ်ချက်ပြောချင်တာလည်းရှိရပါတော့ကိုလှုပ်တဲ့အရာတွေကကိုပြန်တက်ရောက်တယ်ဒါမသိလိုက်တာပေါ့နော်ဒီလိုလူမျိုးရှိတယ်ကိုကအဲ့လိုမျိုးလှုပ်လိုက်တဲ့အရာတခုကကိုပြန်ပြီးတက်ရောက်တယ်ဆိုတာကဟိုလေသူများကိုအတင်းပြောရင်ကိုလည်းအတင်းပြောခံရတယ်ပေါ့အဲ့လိုလေးရှိတယ်နောက်သူများကိုကူညီပေးမှာကတတိလေးကိုကလောက်ရမှာကအများကြီးအဲ့တော့ကိုလမ်းကိုဖောက်ရမယ်သူတွေပေါ့နော်ဆိုတော့ inner freedom ကတော့လိုအပ်တယ်ကိုစိတ်ကိုလွတ်ထားဖို့တော့လိုတယ်ဆိုတဲ့အဖြစ်မျိုးပြောလာတယ်ဆိုတော့အဆောက်ရှောက်ပိုင်းတွေကမင်းစိတ်ကိုလွတ်ထားပါရဲဝန်းနဲ့မင်းဘွားကိုခြေလမ်းပြန်ဆပါဘာဖြစ်လဲအစနေပြန်ဆတာမျိုးပဲပေါ့ဒီမှာကိုအတွက်ပေါ့နော်ဒီမလုံခြုံတဲ့အငွေသက်တွေရခဲ့တယ်ဆိုရင်တော့မှပဲကိုကအဲ့လိုမျိုးလူကတော့လူပေါင်းတော့မတတ်ပါဘူးเนาะလူရောကြည်ပေါင်းတဲ့ဒီမျိုးတွေမှာတော့ပါတယ်အဲ့လိုကိုနေရတဲ့ပတ်ဝန်းကျင်ကနည်းနည်းလေးဟွာဖြစ်လိမ့်မယ်မကောင်းတဲ့သူတွေနဲ့တော့ပြည့်ညက်လေးနေမှာမကောင်းဆိုတာစိတ်မကောင်းတာလူမကောင်းတာပေါ့အစသဖြင့်ဒီလိုမကောင်းတဲ့လူတွေနဲ့တော့ပြည့်ညက်နေလိမ့်မယ်ဆိုတော့ထားတယ်သတိပြုဖို့အတွက်ကတ်တွေကတော့ပြောလာပါတယ်ကျွန်တော်ကတော့ကို့အဆောက်ရှောက်တွေကယုံပြီးသားမင်းကတော့အကောင်းဆုံးလုပ်မယ်ဆိုတာငါယုံပြီးသားပေါ့နော်မင်းကိုအပြေးဝယုံနေဆိုတဲ့အဆောက်ရှောက်တွေရဲ့ပြောစကားကိုကြားပါတယ်အဲ့တော့ကို့စိတ်ကိုလွတ်ထားပြီးဖို့လိုတယ်ကိုလွတ်လက်ပေါ့ပါနဲ့ပဲအဲ့လိုလုပ်ဖို့လိုတယ်ပေါ့နော်စိတ်အရင်မထိန်ချုပ်ထားနဲ့ကိုအရင်စီကန်းနေမချထားနဲ့ပေါ့နော်ဒါမျိုးကိုပြောချင်ပါတယ်တဲ့နော်အားကြောင့်မင်းတို့ဒီမှာမလွတ်မြောက်နိုင်တာလေနော် the war နော်ပိတ်မိနေတာကိုပိတ်မိနေတဲ့အလုပ်တွေမလုပ်ပါနဲ့လို့ကတည်းကပြောနေပါတယ် so နောက်ဆုံးအနေမဟုတ်ပါဘူး sorry နောက်ဆုံးတော့ဖြစ်တယ်ဒါကတော့နောက်ထပ်ပြောရမယ့်စကားလေးတွေပေါ့နော်ကိုအတွက်ဘာဆောင်ရန်ရှောင်ရန်နေလုပ်ရမလဲဆိုတာလေးကိုကကြည့်ပေးပါမယ်။ Okay ဆောင်ရန်ရှောင်ရန်လေးတွေမှာကလေးကြာလာပြီ။ဒါဘိုက်တီကိုကြည့်ရတဲ့အချိန်မှာ energy တော်တော်တက်ကြွနေတယ်။အဲ့တော့ဘာလဲဆိုအချစ်ရေးလေးတစ်ချက်တည်ရတယ်နော်။အချစ်ရေးတွေဘာဖြစ်နေရလဲ။တွဲတာမမြဲတာလားနော်။တွဲတာမမြဲတာဖြစ်အဲ့လိုမဟုတ်ဘူးဆိုရင်ကိုကစိတ်နှခွသုံးခွာဖြစ်နေရမျိုးဖြစ်ကိုတစ်ဖက်သူအရင်ညှိလို့မရအောင်ဖြစ်နေတယ်ပေါ့နော်။အဓိကပြဿနာကကိုဖြစ်နေတာ။နော်ကိုကဒါအဓိကပြဿနာဖြစ်နေတာတစ်ဖက်သူကတော့အဆင်ပြေတယ်။အခြေအေးမှာညှိမရတဲ့ဆက်ဆံရေးတွေရှိနေပါတယ်တဲ့အဲ့ဒါကြောင့်မို့ကိုလည်းဘာလို့လို့ပဲမသိဘူးပေါ့နော်အခြေနဲ့ပတ်သက်ပြောရမယ်ဆိုရင်တော့ကန်အရန်ကောင်းတဲ့ထဲမှာတော့မပါဘူးအဓိကတော့ကိုကြောင့်ပဲကိုကအဲ့လိုတခြားလေးမဆုံးဖြတ်နိုင်တာပေါ့နော်အရန်ဘဝကိုရှုပ်တူတွေဖြတ်တန်းပြီးနောက်ပိုင်းမှာအခြေနဲ့ပတ်သက်လာရင်မတိကြတဲ့အရာတွေများနေတဲ့ကြောင့်မို့အခြေရေးကိုတော့နောက်ပို့ထားတဲ့သူမျိုးတွေမှာပါပြီးမဲ့လည်းတစ်ခါကြရလေအခြေရေးကကိုအတွက်လိုအပ်တယ်ဘေးနားမှာဖိမပြီးမဲ့သူကူညီပေးတဲ့သူတွေလိုအပ်နေရပေါ့နော်ဆိုတော့ the moon and to the gap တချို့အခြေရေးတွေမှာမင်းဆုံးရှုံးရတာလေးရှိတယ်နော်ကိုကောင်းတဲ့သူမှတက်လို့ရတာမျိုးတွေရှိနေရဆိုရင်တော့ပြန်တန်းတာမျိုးတွေကို2026မှာလုံးမိနေပါလိမ့်မယ်တဲ့ဆိုတော့ခဏလွမ်းပေါ့နော်အဲ့တော့ဒီမှာရန်သိကျင်ကြတဲ့ရီးစားအောင်ပြဿနာတွေပေါ့နော်ရှိပါလိမ့်မယ်ရီးစားအောင်ကိုတန်းတာနေရဆိုတော့ရီးစားအောင်တော့ဒါပြန်လာဖို့တော့မရှိဘူးပေါ့နော်ဒါကြိုးပြီးတော့ဟောပေးလိုက်တာနောက်ထပ်ကျွန်မပါတွေ့ရလဲဆိုရင်အဲ့ဒါထက်ပိုကောင်းတဲ့သူတွေတွေ့ရအောင်ပဲနော်ရီးစားထားရင်ကိုဘွားလက်တွဲပေါ်ကကိုနဲ့တူတဲ့သူပဲတွေ့ရတတ်တယ်နော်ကိုလုပ်တဲ့အရာကိုပြန်တက်ရောက်တယ်ဆိုတဲ့စကားအတိုင်းပါပဲကိုပုံစံနဲ့ကိုနဲ့တူတဲ့လူကိုတွေ့ရတတ်တယ်လို့ပြောချင်တာပါနော်အဲ့အခြေအနေနဲ့ပတ်သက်ပြီး2026မှာတော့ဒီလိုမျိုးလူအစ်နဲ့တွေ့ရဖို့ရှိရလို့ကျွန်မပြောချင်တယ်လို့တစ်ခါလေကြာရင်ကို့တကယ်ဘေးနားမှာအဖော်လိုတယ်ပေါ့ဒီလူတွေကတော့အဖော်တယောက်လိုတာမဟုတ်လို့တချို့လူကောင်းတွေကိုကိုကသွားပြီးတော့မှအဲ့လိုပြဿနာတွေမရှာပါနဲ့အပြစ်တွေမပြောပါနဲ့လူကောင်းတွေထွက်သွားတော့မှပဲနှောင့်တမရပါနဲ့လို့ပြောချင်ပါတယ်ရှင်2026ရဲ့သတိပေးစရာကအချီရေးဖြစ်နေပါတယ်နော်ထူးဆန်းပါတယ်ကဲ final message လေးပေးပြရအောင်နော်ကျွန်မဗီဒီယိုဖတ်ပြီးတော့ငွေဒုက္ခပဲ final message for your angel ရဲ့ final message ပေါ့
ရှိမှလည်းသတိပေးပြီးဒါလေးကဘာကိုထပ်ပြီးပြောချင်တာလဲဆိုတော့ဒါငွေကြေးနဲ့ကိစ္စပြောချင်တဲ့အရာတွေအတွက်ပြောတာပဲပေါ့နော် Okay positive faith and optimism ဒီလူတွေကိုကျွန်မအစအရာပြောရဲသူတို့ကတိုက်ခိုက်နေရတဲ့သူတွေ fighter တွေဆိုအကောင်းမြင်တဲ့စိတ်တွေတိတ်တော့မရှိကြဘူးအဲ့ဒါတော့နားလေတယ်ကိုတွေးပုံတွေးနေရမှန်ကန်တဲ့တိကျတဲ့ရှူတောင်းကနေတွေးတတ်တာခန်းစားချက်တွေပါဖယ်လိုက်တကယ်တိကျတဲ့ရှူတောင်းကတွေးလိုက်မယ်ဆိုရင်တော့ကိုကမှန်တယ်တဲ့လူတွေကမှားနေဆိုတဲ့အတွေ့မျိုးတွေးရပေါ့နော်အဲ့တော့အကောင်းတွေးမယ်အကောင်းမြင်မယ်နှစ်ဖက်လုံးကိုမျှကြည့်ညီအောင်တွေးတတ်ရမယ်ဆိုတဲ့အဖြစ်မျိုးကိုထွက်လာပါတယ် Okay ထူးဆန်းကတ်တွေထပ်ထွက်လာရပဲနော် clearing doubt တဲ့ Oh wow clearing doubt removing the heavy burdens of financial emotion doubt အကျွေးတွေဆိုတာလေစိတ်ကျွေးစိတ်မှာတင်နေတဲ့စိတ်အကျွေးတွေသူများအကိုလာပြီးတော့အပူပင်တော့ကပေးတဲ့စိတ်အကျွေးတွေနောက်လူအကျွေးတွေနောက်ပတ်စံအကျွေးတွေရစားပျောက်မဲ့နှစ်တနေ့လို့ကျွန်မပြောမယ်အဲ့တော့2016ကိုအကောင်းမြင်တဲ့စိတ်လေးနဲ့စတင်နော်တလား you open the doorway to positive experience and opportunity with your positive expectation and energy okay အကောင်းမြင်တဲ့စိတ်ကိုအခုတွေကစပြီးတော့မွေးလိုက်တော့မကောင်းမမြင်တက်ဘူးမဟုတ်တော့မြင်တက်တဲ့ခါကျရင်မှားနေရအောင်ပြောချင်တာမှားပြီးတော့မမြင်တာအဲ့လိုတန်တရားရရှိတဲ့အရာတွေမတွေးမိဖို့ပြောချင်တာတန်တရားမများနဲ့အကောင်းလေးနဲ့မြင် negative energy တွေကိုခဏပဲထားတစ်လုံးမသိမ်းထားနဲ့ဧည့်သည်လိုမျိုးထမင်းကျွေးပြီးတော့ negative energy တွေကိုထွက်သွားခိုင်းလိုက်ကိုပြောချင်တာပါကို့မှာအကျွေးတွေရှိနေရဲ့အဲ့လိုလူကျွေးတွေစသဖြင့်ရှိနေဆိုရင်ကိုရှင်းထုတ်နိုင်တဲ့အရာတွေဖြစ်ပါလိမ့်မယ်လို့အဲ့လိုမျိုးပြောချင်နေပေါ့နော်ပြီးတော့ plan တေချာတဲ့ plan လုပ်တယ်ဆိုရင်တော့မှအဲ့ plan ကိုအများကြီးထားပြီးတော့မှလောက်တာဖြစ်ပေါ့နော်တစ်ခုတည်းကိုမှစစမြဲလောက်တာတဲ့စာအများကြီးကိုမှ plan B plan C ထားပြီးတော့မှ plan ပစ္စည်းလေးလောက်တာမျိုးကတော့ကိုယ့်အတွက်အဆင်ပြေတယ်လို့ပြောချင်ပါတယ် avoid future ones as well so that's why I told you guys တမတဲချတဲ့ပုံစံတွေမလုပ်ပါနဲ့ပြောင်းလဲရှိတဲ့သူတွေမလို့ပါဆိုတော့2016တဲ့ဒီလောက်ပါပဲဆိုတော့ဒီ read လေးတဲ့ဒီလောက်ပဲပေါ့နော်2016တဲ့တောင်ဖြစ်တယ်ဆိုတော့ thank you နောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်ကျေးဇူးပါဆုံးနေကြည့်ပေးကြကြမလို့